ယ်တယောက်ကအပြင်ခိုးထွက်ဖို့လုပ်နေရလဲပုံလေးကိုတေချာလေးကြည့်ပြီးတော့ပြင်မှန်လေးကို comment မှာရေးခဲ့ပေးပါနော်ဘယ်တယောက်ကခိုးထွက်ဖို့လုပ်နေရလဲဆိုတာသူ့ရဲ့အဖြစ်ကိုဗီဒီယိုရဲ့နောက်ဆုံးမှပြောပြပေးသွားပါမယ်နော်မဲခွန်းနံပါတ်နဲ့ဒီကဏ္ဍနေထဲမှာဒီကဏ္ဍကိုတွေ့အောင်ရှာပါတွေ့တယ်ဆိုရင် like လုပ်ပြီးတော့ဗီဒီယိုလေးကို save လေးလုပ်ခဲ့ပြီးပါနော်မဲခွန်းနံပါတ်3 share ခလောက်တဲ့ဝင်ပြီးတော့မို့ဖြစ်နေခြင်းပဲ application မြင်ရလဲ Messenger app မြင်ရတယ်ဆိုတော့ငါကျွန်တော်မှားသွားပါပြီနော်မေကွန်နံပါတ်လေး comment ခလောက်ကိုနှိပ်ထားပြီးတော့ကိုကြိုက်တဲ့ sticker တစ်ခုကိုပို့ခဲ့ပေးပါနော်တကယ်ကျွန်တော်ကြိုက်တဲ့ရာတစ်ခုကိုပို့ခဲ့ပေးပါနော်တကယ်ကျွန်တော်ဒါလေးပို့လိုက်တယ်လို့ထင်ပါတယ်နော်မေကွန်နောက်ဆုံးမေကွန်ပုံနှမ်းမှာဗာကနန်းနေရေးထားလဲ